United ရှုံးလေပိုပြောလေဖြစ်နေတဲ့ United ကိုအမိပြပြီးလုံစားနေတဲ့စပင်ညက်မယ်ဆိုတဲ့ fan ပရိသတ်များပဲမင်္ဂလာပါများဝေလူကြောင့် iMac ခွန်ရှိကို Sport Arena ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေ United fan Frank ကတော့အသင်းကားပွဲဆက်မနိုင်လေသူ့အတွက်အကျိုးရှိတယ်လို့ပြောမလို့ပါပဲပြောရင်တော့ Man U ရတဲ့ဆိုရင်သူ့အတွက်ဝင်ဝင်ကောင်းလေပါ United က၄ပွဲဆက်နိုင်လိုက်တေးကြသွားလိုက်၃ပွဲဆက်နိုင်လိုက်တပွဲတော့ပြန်ရှုံးသွားလိုက်ဖြစ်လေသူ့အတွက်ကောင်းလေဖြစ်နေမှာဖြစ်ပါတယ်United ရတဲ့မတည်ငြိမ်မှုတွေကြောင့်ဖြစ်လာတဲ့ Frank ရဲ့အောင်မြင်မှုတွေကိုကြည့်မယ်ဆိုရင်သူကတာမန် content creator တယောက်တည်းအများကြီးပေါ်တဲ့အနေအထားကိုရောက်နေတာတွေ့ရပါတယ်သူက The United Stand ဆိုတဲ့နာမည်နဲ့ social media platform တည်မှာအကောင့်တွေဖွင့်လှစ်ထားပြီး United အသင်းရဲ့ပွဲစဉ်တိုင်းကိုဝေဖန်သုံးသပ်တာသူ့ရဲ့လက်ရှိစပင်အခြေအနေတွေကိုဗီဒီယိုတင်တာတွေလှုပ်ဆောင်နေခဲ့ပါတယ်အထူးသဖြင့် Instagram မှာဆိုရင်သူ့ရဲ့ follower ရေတွက်ဟာ1.4 တန်းအထိကိုရောက်ရှိလာခဲ့ပါတယ်ဒါအအောင်ဆရာကောင်းတဲ့ပမာဏဖြစ်ပြီး social media platform အားလုံးကိုခြုံငုံကြည့်လိုက်မယ်ဆိုရင်သူ့ကို follow လုပ်ထားတဲ့သူက2.3 တန်းကျော်ရှိနေတာကိုတွေ့ရပါတယ်။ Frank ရဲ့ video တွေမှာတပုတ်ချင်းစီကြည့်ရှုသူတန်းနဲ့ချီရှိနေတာကြောင့်သူ့ရဲ့လွှမ်းမိုးမှုဟာတော်တော်လေးကိုကြီးမားနေတာဖြစ်ပါတယ်။ Frank ကပွဲစဉ်တွေကို live လွှင့်ပြီးပရိသတ်တွေနဲ့အတူကြည့်ရှုလေးရှိပါတယ်။အဲ့လို live လွှင့်တဲ့အခါမှာလည်းကင်းနဲ့ YouTube platform တွေမှာတပြိုင်နက်တည်းကြည့်ရှုသူရေအတွက်ဟာ2သိန်းခွဲကနေပြီးတော့3သိန်းကြားမှာရှိနေတတ်ပါတယ်။ဒါအင်္ဂလန်နိုင်ငံအတွင်းမှာရှိတဲ့ Premier League ရုပ်သံလွှင့်ခွင့်ရထားတဲ့ Sky Sport လို့ရုပ်သံလိုင်းကြီးတွေကိုတော့ရှင်လူရနေပါဖြစ်နေတာပါ။ဒီလိုမျိုးကိန်းကနန်းတွေကမြင့်တက်လာတာဟာ United အသင်းရဲ့ရလက်တွေဆိုးရွားလာလေလူတွေက Frank ရဲ့စပင်ဘယ်လောက်ထိရှည်လာအောင်မလဲဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်ကြလေဖြစ်လာတာကြောင့်မှတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ United ရဲ့ကြာရှုံးမှုဟာ Frank အတွက်တော့ရွှေရင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ Frank ရဲ့စပင်ဟာအခုဆိုရင်အသင်းတန်မိုးရှိရဲ့ပိုင်းဆိုင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။သူဟာတမန်ပရိသတ်တယောက်ကနေပြီးတော့စီးပွားရေးအကျိုးမြတ်တွေအများကြီးရှာဖွေနိုင်တဲ့ influencer တယောက်ဖြစ်လာခဲ့တာပါ။သူမှာကိုပိုင်စီးပွားရေး agent တယောက်ရှိလာခဲ့ပြီး agent ကနေတဆင့်ကမ္ဘာကျော် company ကြီးတွေနဲ့ sponsor စာချုပ်တွေချုပ်ဆိုနေပါတယ်။ကမ္ဘာကျော် Photoshop software ကိုထုတ်လုပ်တဲ့ Adobe company ကြီးဟာ Frank နဲ့ပူးပေါင်းပြီးတော့သူတို့ရဲ့ Firefly AI နည်းပညာကိုကြီးညာခဲ့ပါတယ်။အဲဒီကြေညာမှာ AI ကိုသုံးပြီး Frank ရဲ့စပင်ပုံစံတွေကိုမျိုးမျိုးပြောင်းလဲကြည့်နိုင်တဲ့အကြောင်းတွေကိုတင်ဆက်ခဲ့ပါတယ်။ Adobe လိုနည်းပညာ company ကြီးတစ်ခုက Frank လိုအားကစားပရိသတ်တယောက်ကိုရွေးချယ်ပြီးကြော်ညာတာတော်တော်လေးကိုထူးခြားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။သူက Paddy Power လို company တွေကလည်း sponsor ပေးလာကြသလိုသူကိုယ်တိုင်ကလည်း online စီးပွားရေးတွေစလုပ်လာချေကြပါတယ်။မီဒီယာကျွမ်းကျင်သူတွေကတော့ Frank ဟာသူ့ရဲ့စပင်ကနေတဆင့်ဒေါ်လာသိန်းကနန်းဝန်းကျင်ဝင်ငွေကိုရရှိနေမှာဖြစ်တယ်လို့ခန့်မှန်းထားပါတယ်။ Frank ရဲ့ဇလန်တွေကအားကစားသတင်းစာမျက်နှာတွေတာမကအဓိကသတင်းဌာနကြီးတွေအာရုံစိုက်မှုကိုပါရရှိခဲ့တာပါ။အရင်တော့ United မှာကပရိသတ်ကြားထဲမှာပဲတီးခြားပေမဲ့နောက်ပိုင်းမှာတော့ကမ္ဘာတဝန်းကတည်သွားခဲ့ကြပါတယ်။သူက CNN, Sky Sport, The Sun, Daily Mail, BBC သတင်းဌာနတွေကလည်းအင်တာဗျူးထားကြပါတယ်။ဒီလိုမီဒီယာကြီးတွေရဲ့ဖော်ပြချက်တွေကြောင့် Frank ဟာတာမန်ပရိသတ်တယောက်ထက်ပိုတဲ့ဆယ်လီတယောက်လိုဖြစ်လာခဲ့ပါတယ်။သူက Ronnie Carrito လို United ကနဝင်တွေတောင်စကားနဲ့ထည့်ပြောနေရသလိုကမ္ဘာကျော်ဘသမား PK နဲ့လည်းကြော်ညာရိုက်ကူးခွင့်ရရှိထားပါတယ်။ဒီလိုနာမည်ကြီးတွေနဲ့ထိတွေ့ဆက်ဆံခွင့်ရတာတော့ Frank ရဲ့ brand ကိုပို့ပြီးတော့ခိုင်မာလာစေပါတယ်။သူဟာအသင်းရဲ့ကစားသမားတွေနဲ့တော့ရင်းနှီးတဲ့အနေအထားကိုရောက်ရှိနေပြီလို့ဆိုနိုင်ပါတယ်။ Frank ရဲ့ဖြစ်ဟာ digital ခေတ်မှာ social media ဟာဘယ်လောက်ထိအစွမ်းထက်တဲ့ဆိုတာကိုပြသနေပါတယ်။သူဟာအသင်းရဲ့ကြာရှုံးမှုကိုအခြေခံပြီးခိုင်မာတဲ့ကိုပိုင် brand တစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ရှေ့ဆက်ပြီး United အသင်းသာ၅ပွဲဆက်တိုက်နိုင်သွားခဲ့ရင် Frank ဟာသူ့ရဲ့စပင်ကိုညှက်ပြရမှာဖြစ်ပါတယ်။ဒါပေမဲ့သူတည်ဆောက်ထားတဲ့ social media အင်အားစုကတော့ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။သူဟာအဲဒီကနေတဆင့်တခြားသော content တွေကိုဆက်လက်ဖန်တီးသွားနိုင်မှာဖြစ်တယ်လို့ brand တွေနဲ့လည်းဆက်လက်တွဲသွားနိုင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချော်လိုက်ရပါတယ်ခင်ဗျာ